အားလုံးပဲမင်္ဂလာပါယွန်ဘလော့နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အိမ်မှာဘာပင်လေးတွေရှိလဲဆိုတာလိုက်ကြည့်လိုက်ရအောင်မကြီးနေပြီပေါ့နော်ယွန်မတော်ခင်တော့တေးသေးလေးတွေပဲရှိသေးတယ်ပြီးတော့တရက်သေးကအမေအိတ်ဆွတ်ထားတာပါဒီပင်မှာပုံများပါတယ်ပြီးတော့တမယာသီးတွေလည်းတီးနေပါပြီရှင်ပြီးရင်ရေကလေးသီးတွေလည်းတီးနေပါပြီပန်းနေပွင့်နေအရန်လာတဲ့တစ်ခွပန်းလေးတွေပြီးရှင်ဒီမှာတရုတ်နင်းသေးပေါ့နော်သူကလေမိုးမကြခင်တော့အရန်ကြီးသေးပြီးတော့လေကိုရေကြိုက်တယ်ထင်တယ်သူကတက်တက်ကြီးကြီးမလောင်းတော့လေကိုမိုးကြပြီးတော့အလုံးကအရန်နဲ့ဆန်တော်ကြီးလာနှစ်ဆလောက်ကြီးလာလို့ပြောလို့ရမှာနော်စပယ်ပန်မင်းနေရှိတယ်စတာရွက်ပင်နေရှိတယ်ဒီမှာတော့မလာကာသေးပါအများကြီးတည်နေပါတယ်ဒီမှာပါပြီးတော့ကျမရဲ့တော်ဆောင်နေကျမနောက်လိုက်နေပါတယ်သူကလိုက်ပြီးတော့ဆောင်းရှောက်နေပါတယ်ရှင်မှာပေါ့နော်သူများတက်ရက်သေးတယ်အရန်ကြီးနေပေမဲ့ဒီပင်ရဲ့တက်ရက်သေးအောင်လုံးဝပစ္စည်းတေးသေးလေးပေါ့နော်လက်မလောက်ပဲရှိပါသေးတယ်ပြီးတော့ဒီနောက်ကိုဆက်သွားခြင်းဒီမှာလည်းမလာကပင်နေတီးနေပါပြီရှင်ကျမတော်ဆောင်နေကျမကိုထားသွားပါပြီကျမနောက်မလိုက်တော့ပါနောက်ဖက်ကိုဆက်ပြခြင်းပေမဲ့နောက်ဖက်ကညက်ပင်နေအများကြီးပေါက်နေလို့မွေကြောက်လို့မသွားရလို့ဒီလောက်ပါပဲရှင်အလုံးတက်တာအဆုံးနှိပ်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်